စိတ်ညစ်စရာတွေရှိနေတော့မှဒီရုပ်ရှင်ကိုကြည့်နေတဲ့တနားရီ45မိနစ်လောက်မှာအဲ့ဒီစိတ်ညစ်စရာတွေကိုခဏမေ့ထားလို့ရတဲ့ဟာတာအရှင်စုံတော်ကားလို့အရင်ဆုံးပြောချင်တယ်ကိုရီးယားကတော်တော်များများကအရန်ကောင်းနေ IMDb 8.0 ကျော်ရများတယ်အရန်မကောင်းမတဲ့တာမန်လောက်ပဲဆိုရင် IMDb 10.0 ကျော်လောက်နဲ့ပဲပြီးတော့ဒီရုပ်ရှင်ကတော့ဒီဂျားထဲမှာရှိနေတဲ့IMDb 7.1 ထိရထားတဲ့ရုပ်ရှင်ပေါ့နော်မစိုးလို့ပြောလို့ရတယ်ဇလန်ဟာတာကားဆိုပေမဲ့လည်းအရင်မပေါ်ဘူးဇလန်ပြီးတော့ဒီသူ့ရဲ့ဇလန်ဆိုင်ကိုနိုင်နေနဲ့လောက်သွားတဲ့ကိုရီးယားဆိုတော့ဟာတာရုပ်ရှင်လို့ပြောရင်တော့အမှန်ဆုံးဖြစ်လိမ့်မယ်ပေါ့နော် 그거 왜 맛있어? 누구야? ရီရတယ်ဆိုတဲ့လူမျိုးပေါ်တော်ရီရတာမဟုတ်ဘဲနဲ့အဓိပ္ပာယ်ရှိဇလန်ဆိုင်ရင်ကောင်းကောင်းနဲ့ရီရတဲ့ဟာတာဆိုတော့အရှင်ရုပ်ရှင်မျိုးဖြစ်တယ်ပေါ့နော်ရုပ်ရှင်ကြောင့်ပြောမယ်ဆိုဒီထဲမှာပါရမင်းသားကဆုံတော့အဖွဲ့ကိုဥဆောင်နေတဲ့သူတယောက်ပေါ့နော်သူကယူသားတယ်မှန်ကန်တယ်ဖြောင်းမယ်ဒါပေမဲ့အဲ့လိုမျိုးသူ့ရဲ့ဒန်းတူတွေသူ့ရဲ့ဂျူနီယာတွေလောက်သူကအရင်မှတယ်ဘာလို့လဲဆိုတော့သူတို့အဖွဲ့ကလိုမျိုးတရားခံကိုဖမ်းမဲ့လုံတိုင်းလိုလဲဆွေဆွေဖြစ်ပြီးတရားခံလွတ်လွတ်သွားတယ်မရှင်တွေမှာအရင်မှောင်မျိုးပေါ့အဲ့ဒါတွေကလည်းသူတို့ဒီစကားထဲမှာရီရတဲ့အခန်းတွေပေါ့ 뭐라고? ဒီလိုနဲ့တနေ့သူတို့အခွင့်အရေးကြီးကြီးမားမားတစ်ခုရလာတယ်ပေါ့နော်သူတို့ယာရုပ်တက်ဖို့သူတို့ဆုံတော့ပွဲဘတ်ဂျက်ပို့ရဖို့အတွက်ဒီကိုရီးယားနိုင်ငံတနိုင်ငံလောက်အလိုရှိနေတဲ့ဒီမူရကိုင်တကိုင်ကိုသူတို့ဖမ်းဖို့အတွက်အခွင့်အရေးရလာတယ်အဲ့အတွက်သူတို့ကဒီမူရကိုင်နေတဲ့နေရာကိုသွားပြီးတော့စောင့်ကြည့်နေပေါ့နော်အဲ့ဒီနေရာဒီကြက်ကြော်ဆိုင်ရှိအဲ့ကြက်ကြော်ဆိုင်နဲ့မျက်နှာချင်းဆိုင်တိုက်ခန်းတစ်ခုမှနေတာပေါ့နော်အဲ့တော့ဒီကြက်ကြော်ဆိုင်မှာသူတို့နေနေညလို့နေနေဒီကြက်ကြော်တွေခဏခဏစားပစ်တယ်ပေါ့နော်အဲ့လိုနဲ့ဒီနေ့ဒီမူရကိုင်ကလူတွေကြက်ကြော်ဆိုင်ကိုကြက်ကြော်လာဝယ်တယ်အဲ့ချိန်မှာသူတို့ဒီကြက်ကြော်ဆိုင်ရနေတာသူတို့ဒီအတန်ဖန်ကိရိယာတို့ခြေရကန်သက်တို့ထည့်ပေးလိုက်ရင်ဆမ်းမှုလွယ်မယ်ဆိုတော့အတူတူဝင်သွားမှာဝင်နေသူတို့ဒီရှိသမျှ% လေးတွေစုပြီးကြက်ကြော်ဆိုင်ဝယ်ပြီးသူတို့ကိုယ်တိုင်ကြက်ကြော်ရောင်းလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမထင်မှတ်ဖက်နဲ့သူတို့ထဲကအဲ့လိုမျိုးကြက်ကြော်ရောင်းတဲ့ထဲမှာဒီသူတို့ဒီပေါ့နော်ဝက်နံယူဆက်ဆိုသူရိုးရာအချင်း